မော်ဆိုးတယောက်ဟာမနက်ကလေးကတောထဲမှာမဲလိုက်ဖို့လှည့်လည်သွားလာနေခဲ့ပါတယ်။သူဟာချောင်းပုတ်တွေနောက်ကိုတက်လှည့်တပင်နေရှာကိုလှည့်ရှာဖွေကြည့်ပြင်မဲ့ဘာတောင်းကောင်းမှမရခဲ့ပါဘူး။ပင်ပန်းနွမ်းနယ်မှုနဲ့စိတ်ပြတ်မှုတွေကသူ့ကိုလွှမ်းမိုးလာပါတယ်။ဒါကြောင့်သူဟာခဏလောက်နားယူဖို့အရေးရတဲ့တပင်ကြီးတပင်အောင်မှာထိုင်လိုက်ပါတယ်။ရုတ်တရက်သူ့အကြီးကညနေချင်းဆိုင်တပင်စီရောက်တော့အဲ့ဒီမှာကျုံးငယ်လေးတကောင်လာထားနေတာကိုတွေ့လိုက်ရပါတယ်။မော်ဆိုးရဲ့မျက်နှာမှာဝမ်းသာပျော်ရွှင်မှုတွေပြည့်နှက်သွားခဲ့တာပေါ့။သူကစိတ်ထဲကနေငါရဲ့ဖန်ဆင်းရှင်ကငါရဲ့အကူအညီမဲ့နေမှုကိုမြင်ပြီးငါရဲ့သားကောင်းကိုငါစီကိုယ်တိုင်လွတ်လိုက်တာပဲလို့ပြောလိုက်ပါတယ်။သူကချက်ချင်းပဲသူ့ရဲ့လေးဘွားကိုထုတ်6ခဲသေးသေးလေးတွေကိုတက်ပြီးချိန်ယူလိုက်ပါတယ်။ကြောက်ခဲကကျုံးငါကိုတွားမှန်ခဲ့ပါတယ်။ငါကလေးဟာပြင်းပြထန်ထန်နိုင်ရရသွားပြီးတောင်ပန်ခံရင်းမြေကြီးပေါ်ပြုတ်ကျလာပါတယ်။မိုးဆိုးကသူ့စီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့တယ်။မိုးဆိုးကအိတ်ကတ်ထဲကဓာတ်ကိုထုတ်ပြီးဂျုံငတ်ကိုတပ်ဖို့လုံးလိုက်တဲ့အချိန်ဂျုံငတ်ကအားနည်းတဲ့အတန်လေးနဲ့ပြောလိုက်တယ်။အလာရှင်မြတ်ကတင့်ကိုညှင်းပန်းနှိပ်စက်ခြင်းကန့်သက်ခြင်းကိုကြော်လွန်ခြင်းနဲ့အကြောင်းပြချက်မရှိဘဲသူတစ်ပတ်သက်ကိုတပ်ဖြတ်ခြင်းကနေတတ်မြတ်ထားပါတယ်။အိုလူသားဖန်ဆင်းရှင်ကဒီကဘာကြီးကိုတင့်တော်ဖန်ဆင်းထားတယ်ဆိုတာငါသိပါတယ်။ဒါပေမဲ့လူသားတွေကအနာခံမှုဆိုရင်သူတို့ဟာရှင်မြတ်ရဲ့ပြည့်ပေးခြင်းကနေလွမြောက်နိုင်မှာမဟုတ်ပါဘူး။ဒါကိုကြားတော့မိုးဆိုးလည်းရှဲတန်သွားခဲ့ပါတယ်။သူဟာဂျုံငတ်ကိုအောင်းစွာနဲ့ကြည်နေခဲ့မိတယ်။ဂျုံငတ်ကအားနေပေမဲ့ထိရောက်တဲ့အတန်နဲ့ဆက်ပြောပါတယ်။ငါမှမွေးကားစားရက်နှင်းငယ်ပဲရှိသေးတဲ့ကလေးငယ်၄ကောင်ရှိပါတယ်။သူတို့ရဲ့မိခင်ဆိုလို့ငါတယောက်တည်းရှိတာပါ။ငါမရှိရင်ငါကလေးတွေကစာလုံးမွတ်သိပ်ပြီးတိတ်ကုန်ကြလိမ့်မယ်။ဒါပြစ်မဲ့တဲ့အသက်လေးတစ်ချောင်းကိုတတ်တာမဟုတ်ဘူးလား။ဒီချိန်ဟာငှက်တွေဥဥပြီးကလေးလေးတွေပြုစုပြောထောင်တဲ့အချိန်ပါဒီလိုချိန်မျိုးမှာအမဲမလိုက်သင့်ပါဘူးပုံဆိုးကနောင်တရတာနဲ့ငါမင်းကိုနာကျင်စေခဲ့တယ်ဒါဟာအရန်ကိုကြီးမားတဲ့အမှားပါပဲဟိုးကျုံးငှက်လေးမင်းကငါမျက်စိကိုဖွင့်ပေးခဲ့လိုက်တာပါပဲငါမင်းကိုမတတ်တော့ပါဘူးရေဆုံးမင်းကိုစိတ်ကူပေးပါမယ်လို့ပြန်ပြောလိုက်ပါတယ်သူဟာကျုံးငှက်ရဲ့တန်းရောက်ကိုဆေးလူပေးပြီးအစာနဲ့ရေတိုက်ကျွေးခဲ့တယ်ချိန်နှင်းငယ်ကြာတော့ကျုံးငှက်ဟာတတ်တာရသွားပြီးသူ့တောင်ပန်တွေကိုခတ်လာနိုင်ခဲ့တယ်။ကဲနောက်ကိုမင်းရဲ့ကလေးတွေစီခေါ်သွားပေးပါ။မင်းပြန်ကောင်းမလားမချင်းမင်းရဲ့ကလေးတွေကိုကြီးပြင်းမလားမချင်းငါမင်းတို့အားလုံးကိုဆောက်ရှောက်ပေးပါမယ်။ဘာဖြစ်လို့လဲဆိုတော့မင်းကိုထိုင်အောင်ရောက်ခဲ့တာကငါအမှားဖြစ်လို့အခုမင်းတို့ကိုကာဝေးပေးဖို့ကငါတောင်းဝန်ပဲလို့မိုးဆိုးကပြောခဲ့ပါတယ်။ဂျုံကဖြည်းဖြည်းချင်းပြန်လာပြီးပြန်နားလိုက်နဲ့သွားနေတယ်။မိုးဆိုးကလည်းသူ့နောက်ကနေလိုက်သွားခဲ့ပါတယ်။နောက်ဆုံးတော့ဂျုံကဟာတပ်ပင်တပင်အောင်မှရိုက်ပြီးပုံမော့ကြည့်နေခဲ့တယ်။ဒါကသူ့ရဲ့အတိုက်ပဲဆိုတော့မိုးဆိုးနားလဲသွားခဲ့ပါတယ်။သူ့တပင်တောက်သွားတော့အဲ့ဒီမှာသိငယ်ငှက်ကလေး၄ကောင်ရှိနေရကိုတွေ့လိုက်ရပါတယ်။သူကအတိုက်ကိုတတိထားပြီးယူကအောက်ကိုဆင်းလာခဲ့တယ်။ဂျုံငှက်လည်းဝမ်းသာအားရနဲ့သူ့ကလေးတွေကိုအစာခွန်ကျွေးပါတော့တယ်။မိုးဆိုးကသူတို့အားလုံးကိုသူ့ဝင်ကိုခေါ်လာခဲ့တယ်။သူဟာနေ့စဉ်သူတို့ကိုစောက်ရှောက်အစာကျွေးရေးတိုက်ခဲ့ပါတယ်။ချိန်လေးကိုလွန်လာတဲ့အမျှဂျုံငတ်လည်းကျမ်းမာလာပြီးသူကလေးတွေလည်းကြီးပြင်းလာတာပြန်တန်းလာနိုင်ကြပါတယ်။ဒီနေ့မှာမိုးဆိုးကဦးဂျုံငတ်ကလေးကြီးမင်းကငါ့ကိုရဆက်ချမ်းချောမှုမလုပ်မိအောင်ကဲတင်ပေးခဲ့တယ်။ဘသူကမှငှက်တွေနဲ့တရိษံတွေကိုဒီလိုမျိုးပွားချိန်တွေမှာအနေမပြုမှုစေဖို့မင်းရဲ့တရင်စကားတွေကိုလူတွေစီပြပို့ပါမယ်။ဟုတ်ရင်သူတို့ရဲ့မျိုးစိတ်တွေမျိုးသိမ်းသွားလိမ့်မယ်။ခုမင်းနဲ့မင်းရဲ့ကလေးတွေလွတ်လပ်သွားပါပြီ။သွားကျင်တဲ့နေရာကိုသွားပါတော့လို့ပြောပြီးကောင်းရန်စီကိုလွတ်ပေးလိုက်ပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာအဓိကကတော့ကျွန်တော်တို့တော်ဝါလေးတွေကိုမတတ်ဖို့တားမြစ်ထားတဲ့ပုံစံမျိုးလွတ်လပ်စွာပြန်တန်းဝင်နေပေးဖို့တွေ့မြင်ခဲ့ရပါတယ်ခင်ဗျာ